Hello အားလုံးမင်္ဂလာပါစပင်းဖိုတီဘတ်တီလေးနဲ့ဖိုတီဘတ်တီလာတရားလေးနဲ့လာခဲ့ပြီပေါ့ပြန်ပြီးတော့မှရောက်လာခဲ့ပေါ့နော်ကဲဒီနေ့ကဘာလေးကို sharing လုပ်ပေးမလဲဆိုတော့ခါကြတော့တရားလေးကပေါ့နော်အဲ့လိုကိုအခုတွားနေတဲ့ကိုရဲ့lifestyle method လေးပေါ့နော်ကိုရဲ့ video content လေးတွေလုပ်နေတဲ့ပုံစံ content method လေးပေါ့နော်အဲ့ဒါဘာလဲဆိုတော့ပေါ့နော်failures is a leader of success ပေါ့နော်ဒီအောင်ကြာရှုံးခြင်းဆိုတာကအောင်မြင်ခြင်းရဲ့ခေါင်းဆောင်တစ်ယောက်ပါဆိုတာလေးနဲ့ပတ်သက်ပြီးတော့မှကိုကပြောပြချင်တယ်ပေါ့နော်ဒါကိုအခု video content sharing လုပ်ပေးနေတဲ့အဲ့လိုမျိုးအဲ့ဒီ content creating နဲ့ကပါတဲ့အဲ့လိုတစ်စိတ်တစ်ပိုင်း concept လေးတစ်ခုပေါ့နော်အဲ့တော့အဲ့လိုကိုကအဲ့လိုမျိုး content တွေရေးတယ် content တွေလုပ်တဲ့အခါမှာကိုယ့်ရဲ့အမေကကိုယ့်ကိုအများကြီးပြောရပါတော့ဒါလည်းဟုတ်ပါတယ်ကိုယ့်ရဲ့အမေပြောရလဲဟုတ်ပါတယ်ဘာလို့ပေါ့နော်ကိုယ့်ရဲ့ကြားရှုံးမှုအကြောင်းတွေကိုပြောနေရလဲပေါ့နော်တကယ်အောင်မြင်သွားတဲ့အချိန်တကယ်ကိုဖြစ်မြောက်သွားတဲ့အချိန်ကြမှာသူများတွေလိုမျိုးအဲ့လိုမျိုးငါဖြစ်မြောက်သွားပြီငါလူတွေရုန်းကန်ခဲ့ရတာဆိုအဲ့ချိန်ကြမှာပြောရမှာလေးပေါ့နော်ကိုယ့်အမေကတော့ကိုယ့်ကိုကောင်းစေချင်လို့စုတာပေါ့နော်အဲ့လိုမျိုးပြောတဲ့အခါမှာကိုကကျတော့ကိုတွေးတာကြတော့ဘယ်လိုတွေးလဲဆိုတော့ခါကျတော့ကိုကရင်ကလေးကဘလို့စိတ်ရှိလဲဆိုတော့အခါကျတော့အောင်မြင်သူတွေမှာလည်းဒီကြာရှုံးမှုတွေမရှိခဲ့ပဲနဲ့အောင်မြင်ခြင်းဆိုတာမရှိနိုင်ဘူးပေါ့နော်ဒါပေမဲ့အဲ့ကြာရှုံးမှုတွေဖြစ်အဲ့ဒီမအောင်မြင်ခဲ့တဲ့သူတွေမှာလည်းကြာရှုံးမှုတွေတဲကနေပြီးမှသင်ခန်းစာယူလို့ရတဲ့အရာတွေရှိတယ်ပေါ့နော်မအောင်မြင်ခဲ့တဲ့သူတွေတိုင်းအဲ့လူတွေကအဖြစ်မရှိတာမဟုတ်ဘူးပေါ့နော်အဖြစ်မရှိတဲ့သူတွေကစူးစမ်းနိုင်ခွင့်စူးစမ်းပိုင်ခွင့်ရှိရဲ့နဲ့တစ်စက်ကလေးမှာတော့မှမစူးစမ်းခဲ့ပဲနဲ့ရှုံးနိုင်မှုကိုကြုံရမှာဆိုလို့ရှုံးနိုင်မှုကိုရှောင်လွဲခြင်းတဲ့အတွက်မစူးစမ်းခဲ့တဲ့သူတွေကဒါတကယ်အဖြစ်မရှိတဲ့သူတွေပေါ့နော်အဲ့တော့ခါကျကိုကအဲ့လိုစူးစမ်းခဲ့ရတဲ့မအောင်မြင်ခဲ့တဲ့သူတွေကိုလည်းကိုက respect ရှိရကွာ respect ပေးတယ်ဘာလို့လဲသူတို့မှာစူးစမ်းတယ်ဆိုတဲ့စူးစမ်းခဲ့ဘူးတဲ့စူးစမ်းဖို့စူးစမ်းလိုက်တယ်စူးစမ်းတယ်ဆိုတဲ့အဲ့ဒီ risk ယူရတဲ့စိတ်ဓာတ်ရှိခဲ့တဲ့အတွက်ကိုက appreciate လုပ်တယ်ပေါ့နော်အဲ့တော့ခါကျတော့ကိုကအမြဲတမ်းသူများတွေကတော့ပေါ့နော်အောင်မြင်တဲ့သူတွေရဲ့ရှေ့ကနေပြီးတော့ပဲအများတန်းဘယ်လိုပြောမလဲinspiration ယူပြီးတော့ခါကြောင် lesson တွေကိုသင်ခန်းစာသင်တဲ့သူတွေညားစားလိမ့်မယ်ပေါ့နော်ဒါပေမဲ့ကိုယ်စားတော့မဟုတ်ဘူးကြာရှုံးတဲ့သူတွေစီကနေပြီးတော့လေကိုကသူတို့နားထောင်သူတို့ရဲ့ဘဝတွေးကြုံနေနားထောင်ပြီးတော့ခါကြတော့သူတို့ရဲ့ဘဝတွေးကြုံနေပေါ်ကနေပြီးတော့မှကိုကသင်ခန်းစာယူရပေါ့နော်ဘာလို့လဲသူတို့ကြာရှုံးခဲ့တယ်ဆိုတာကမအောင်မြင်နိုင်ခဲ့တဲ့နီးလန်းတွေကိုသူတို့ရှာဖွေတွေ့ရှိခဲ့ခြင်းပဲဖြစ်တယ်ပေါ့နော်တော့မဲ့Edison ပြောခဲ့သလိုပေါ့နော်သူEdison ပြောခဲ့သလိုမျိုးပေါ့နော်သူ့ရဲ့ဒီမီးသီးတီထွင်တဲ့အခါမှာသူအခောက်ပေါင်းများစွာနီလန်းပေါင်းများစွာသူကြာရှုံးခဲ့ပေါ့နော်ဒါပေမဲ့အဲ့ကြာရှုံးမှုတွေဆိုတာကသူမအောင်မြင်ခဲ့တဲ့နီလန်းပေါင်းများစွာကိုရှာဖွေတွေ့ရှိခဲ့ခြင်းသာဖြစ်တယ်ဆိုတာကိုသူပြောခဲ့ဘူးရပေါ့နော်အဲ့ဒီလိုပဲကိုကလည်းစူးစမ်းရက်နဲ့မအောင်မြင်ခဲ့တဲ့သူတွေမှာကြာရှုံးခဲ့တဲ့အကြောင်းရင်းတွေကိုရှာဖွေတွေ့ရှိခဲ့တဲ့သူတွေဖြစ်နေပဲကိုက appreciation လုပ်တယ်အဲ့တော့ခါကျကိုကအဲ့ဒီမအောင်မြင်ခဲ့တဲ့နီလန်းတွေကနေပြီးတော့မှကိုကနားထောင်တယ်တင်ယူပြီးတော့ခါကျအဲ့လိုမျိုးဘေးကလူတယောက်ကနားထောင်တဲ့အခါကြည့်ရှုမြင်တဲ့အခါမှာရှုထောင့်တစ်ခုကနေမြင်တဲ့အခါမှာအဲ့ဒီလူရဲ့ဟောက်ွက်တွေကိုကိုကအကြားနဲ့ပဲဖြစ်ဖြစ်သတိထားမိနိုင်တယ်အမြင်နဲ့ပဲဖြစ်ဖြစ်သတိထားမိနိုင်တယ်ဟုတ်တယ်မလားအဲ့တော့ခါကြတော့အဲ့ဒီဟာတွေကိုကိုကနေပြီးတော့မှဒီလူကဒီအဲ့ဒီအချိန်လုံးကသူဒီလိုသာလုပ်ခဲ့ရင်သူအောင်မြင်ခဲ့မှာပဲဆိုရယ်ကိုအဲ့ဒီကိုကအဲ့ဒီမအောင်မြင်ခဲ့တဲ့ story line တစ်ခုကိုသုံးသက်ကြည့်တော့ရခဲ့တဲ့အရာမျိုးကိုယ့်ရဲ့ဘဝမှာပြန်ပြီးတော့မှကိုကအသုံးချတတ်တယ်အဲ့ဒီလိုမျိုးနီးပေါ့နော်အဲ့တော့ခါကြတော့failure မရှိခဲ့ပဲနဲ့ကြာရှုံးခြင်းတွေမရှိခဲ့ပဲနဲ့ success အောင်မြင်ခြင်းဆိုတဲ့အရာကိုလုံးဝမရနိုင်ဘူးအဲ့တော့ပြောရမယ်ဆိုလို့ရှိရင် failure ဆိုတာက success တစ်ခုရဲ့အောင်မြင်ခြင်းတစ်ခုရဲ့ခေါင်းဆောင်တစ်ဦးပဲလို့ကိုကတော့ပြောချင်တယ်ပါနော်အဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့ video content sharing တွေလုပ်တဲ့အခါမှာကိုကအခုချိန်မှာအောင်မြင်သွားတဲ့လူလည်းမဟုတ်ဘူးပေါ့နော်မဟုတ်သေးဘူးပေါ့နော်ဒီတိုင်းကိုယ့်ရဲ့ fashion life ပေါ်မှာကိုကအဲ့လိုရှောက်လန်းနေတဲ့စူးစမ်းပြီးတော့မှသွားနေတဲ့သူပေါ့နော်အဲ့တော့ကို့မှာကြာရှုံးခြင်းတွေရှိခဲ့တယ်ဆိုတာကိုကဘလို့ချက်တွေကြောင့်မလို့ကြာရှုံးခဲ့တယ်ဆိုတာကိုကစာရေးတဲ့အခါမှာပဲဖြစ်ဖြစ် content creation လို့စက်ကြောင်းတွေပြောတဲ့အခါမှာဖြစ်ဖြစ်ကိုထည့်ပြောတဲ့အဟာကိုယ့်ရဲ့ video content တွေကိုကြည့်နေကြသူတွေဆိုလို့ရှိရင်သိပါလိမ့်မယ်ပေါ့နော်အဲ့ဒါဘာလို့ထည့်ပြောတာလဲဆိုတော့ခါကြခုနကိုပြောသလိုပဲပေါ့နော်ကိုကဖြတ်တန်းခဲ့တဲ့ကိုတွေးကြုံခဲ့တဲ့ကြာရှုံးမှုတွေကိုကိုပြောပြရဲဆိုတာကကိုဒီလိုတော့ကဒီလိုဆုံးဖြတ်ချက်ချလိုက်တဲ့အတွက်ဒီလိုကြာရှုံးမှုတွေရှိခဲ့ပါတယ်အဲ့တော့ခါကြတော့တင်တို့လဲကြတော့ရောမင်းတို့လဲကြတော့ရောဘယ်လိုလုပ်မှာလဲအဲ့ဒီလိုအတွေးလေးပေါ့နော်အဲ့လို thinking scale လေးကိုကိုကရသွားစေချင်တာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ကြာရှုံးမှုတွေကနေပြီးတော့မှသင်ခန်းစာယူပြီးတော့ခါကြတော့ကိုရာရဲ့ဘဝမှာဘယ်လိုအောင်မြင်အောင်လုပ်ရမလဲဆိုတဲ့ thinking scale လေးကိုကိုကထည့်ပေးစင်တာအဲ့ဒါ
ဒါကြောင့်မလို့ကိုကသူများတွေတော့အရန်အောင်မြင်သွားတဲ့အချိန်ကျမှကြာရှုံးခဲ့တဲ့အရာတွေကိုမဖြစ်ပြောက်ခဲ့တဲ့အရာတွေကိုပြန်ပြီးတော့မှစကြောင်းပြောတာထက်ကိုစူးစမ်းနေတဲ့အချိန်တွင်မှာကိုနဲ့အတူဒီကြာရှုံးမှုတွေကိုအောင်မြင်မှုတွေကိုရောကြာရှုံးမှုတွေကိုရောအတူလိုက်လံခံစားပြီးတော့မှကိုယ့်ရဲ့ကြာရှုံးမှုကနေဘာကိုကြည့်ရှုသူတို့နားထောင်သူတို့တင်ယူရရှိနိုင်မလဲဘလို့ fix လုပ်ပြီးတော့မှကိုယ့်ရဲ့ဘဝမှာကိုယ့်ရဲ့ကြာရှုံးမှုကနေကျွန်တော်ကိုယ်တိုင်ရဲ့ကြာရှုံးမှုကနေပြီးတော့မှရရှိတဲ့သင်ခန်းစာကိုနားထောင်သူတွေကြည့်ရှုသူတွေရဲ့ဘဝမှာဘလို့ fix လုပ်ပြီးတော့မှအောင်မြင်အောင်လုပ်ကြမလဲဆိုတဲ့အတိလေးကိုပေးခြင်းလို့ကိုကအမြဲတမ်းကိုယ့်ရဲ့ကြာရှုံးမှုတွေအောင်မြင်မှုတွေကိုဒီဇင်ဒီဇိုက်ကိုကအဲ့လိုမျိုးဗီဒီယိုကွန်တက်လေးတွေလုပ်တဲ့အခါမှာ sharing ပေးနေခြင်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကိုကဒီနေ့ message လေးကအဓိကပေးခြင်းတဲ့ message လေးကဘာလဲဆိုတော့ခါကြတော့လူတိုင်းကအောင်မြင်တဲ့သူတွေစီကနေပြီးတော့ပဲ inspiration ယူပြီးတော့မှလူတွေရဲ့အုံနောက်ထဲမှာဘာလဲဆိုတော့ခါကြဒီအောင်မြင်တဲ့လူတွေရဲ့လမ်းကြောင်းကိုနားထောင်ပြီးတော့မှအောင်မြင်တဲ့လူတွေရဲ့ပြောတဲ့အတိုင်းလုပ်ရင်အောင်မြင်လိမ့်မယ်လို့သူတို့ကတွေးကြတယ်ပြီးတော့ခါကျအဲ့အောင်မြင်တဲ့လူရှောက်နေတဲ့လမ်းကိုသူတို့ရှောက်နေစဉ်ဒီအောင်မြင်ရေးလမ်းကိုရှောက်နေစဉ်အတွင်းမှာဘယ်သူမှအဲ့ဒီလမ်းချောင်းကိုဘလို့ရှောက်ခဲ့ရတယ်ဆိုတာကိုတောက်လျှောက်မြင်လာတဲ့သူဖွင့်ပြခဲ့တဲ့သူတယောက်မှမရှိခဲ့ဘူးသေးဘူးအမှန်ပြောရလို့ရှင်နောက်ပိုင်းအောင်မြင်သွားပြီဆိုတော့မှမလားအကုန်လုံးကငါတို့တော့ဒီလိုမျိုးကြော်ဖြတ်ခဲ့ရပါတယ်ဆိုတာကိုပဲဌာနကြီးတပုတ်အနေနဲ့နားထောင်နေသူတွေကနားထောင်နေရကွာအဲ့တော့ခါကျတော့ကိုကကျတော့အဲ့လိုမဟုတ်ကိုရှောက်လန်းနေတဲ့ချိန်တွင်းမှာကိုနဲ့အတူဒီလမ်းကိုရှောက်နေတဲ့ချိန်တွင်းမှာကိုဓာတ်တွေကိုကြော်ဖြတ်ခဲ့ရပါတယ်ဆိုတာကိုတောက်လျှောက်ကိုကအတိပေးသွားချင်တာအဲ့ဒီလိုမျိုးကိုရဲ့create ပေါ့နော်ကိုယ့်ရဲ့ content ကိုကအဲ့လိုနည်းနဲ့ပြုလုပ်ချင်တဲ့အတွက်ကိုကဒီ concept လေးကိုကယူထားတာပေါ့နော်အဲ့တော့ခါကျတော့လူတွေကအောင်မြင်တဲ့သူတွေစီကနေပြီးတော့ပဲဒီ inspiration ယူပြီးတော့ခါကြတော့ဘဝကိုရှောက်လန်းကြခြင်းကြပေမဲ့တကယ်တမ်းအောင်မြင်ရေးလမ်းကိုရှောက်တဲ့အခါမှာသူတို့ကဘာဖြစ်လဲဆိုတော့ကြောင့်လက်လျှော့သွားကြတယ်ဘာလို့လဲအောင်မြင်ရေးလမ်းကိုလမ်းလျှောက်တဲ့အခါမှာဒီလောက်ကြီးကြီးခက်ခဲတာပါလားဆိုတော့သူတို့ကိုယ်တိုင်ဒီလိုတောက်လျှောက်မမြင်ခဲ့ရလို့ဖြစ်တယ်အဲ့တော့ခါကြတော့ကိုကအဲ့လိုမျိုးမဖြစ်စေချင်ဘူးကိုဒီလမ်းကိုရှောက်နေတဲ့အချိန်အတွင်းမှာကိုဘာတွေကိုကြော်ဖြတ်ခဲ့ရတယ်ဘလို့ရှုံးနေမှုတွေကိုကိုကြော်ဖြတ်ခဲ့ရတယ်အဲ့တော့ကိုနဲ့အတူကိုလိုမျိုးအောင်မြင်ရေးလမ်းကြောင်းကိုရှောက်နေတဲ့သူတွေနားထောင်တဲ့အခါမှာလေသူ့တော့ဒီလိုမျိုးရှောက်ရတာငါလည်းဒီလိုမျိုးရှောက်တဲ့အခါမှာငါကသူရှုံးနေခဲ့တဲ့အရာပေါ်မှာမူတည်ပြီးတော့မှငါရဲ့ဘဝမှာတော့ငါဒီလိုရှုံးနေမှုအောင်မှုမျိုးမဖြစ်အောင်ငါဒီလိုဆုံးဖြတ်ချက်ချရလိမ့်မယ်အဲ့ဒီလိုအတွေးလေးတွေနဲ့ကိုထပ်ပို့ပြီးတော့မြန်ဆန်တဲ့အောင်မြင်မှုလမ်းကြောင်းကိုရောက်သွားစေခြင်းနဲ့စိတ်နဲ့ကိုကအခုလိုဗီဒီယိုကွန်တက်တွေကိုဒီလိုမျိုးအောင်မြင်ခြင်းကြာရှုံးခြင်းကိုခွဲခြားခြင်းမရှိဘဲနဲ့ကိုရဲ့အရှိကိုအရှိတိုင်းကိုရှောက်နေတဲ့လမ်းကြောင်းကိုရှောက်နေတဲ့လမ်းကြောင်းကိုနဲ့အတူလုံးဝlive ပေါ့နော်မြင်နေရတဲ့အတိုင်းကိုကဖွင့်ပြခြင်းတဲ့အတွက်ကိုအခု share လုပ်နေတဲ့ဗီဒီယိုကွန်တက်လေးတွေရဲ့ concept တစ်ခုအနေနဲ့တိစောက်ထားခြင်းဖြစ်ပါတယ်လို့အဲ့တော့အားလုံးကိုပဲပြောချင်တာက failure ဖြစ်မှာကိုမကြောက်ပါနဲ့ပြီးတော့အောင်မြင်တဲ့လူတွေ success ဖြစ်တဲ့လူတွေစီကပဲ inspiration ယူပြီးတော့မှရှောက်လန်းမှုမစူးစမ်းဘဲနဲ့ကြာရှုံးမှုတွေရှိခဲ့တဲ့စူးစမ်းခဲ့ရတဲ့ risk ယူခဲ့ရတဲ့ကြာရှုံးမှုတွေရှိခဲ့တဲ့မအောင်မြင်ခဲ့တဲ့သူတွေစီကနေပြီးတော့လေဘလို့ lesson တွေရယူနိုင်မလဲဆိုတဲ့ရယူရမလဲဆိုတဲ့ thinking skill talk လေးဝင်သွားဖို့အတွက်ကိုကအခုဗီဒီယိုလေးကိုလုပ်ပေးလိုက်ခြင်းဖြစ်ပါတယ်လို့အားလုံးပဲပို့ပြီးတော့မှကောင်းမွန်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ဖို့အောင်မြင်ရေးဖို့အောင်မြင်သောဘဝကိုပိုင်ဆိုင်နိုင်ဖို့အတွက်ပို့ရဲ့ဗီဒီယိုကွန်တက်လေးတွေကနေပြီးတော့မှအဲ့လိုသင်ခန်းစာလေးတွေရယူနိုင်ပြီးတော့မှ fix လုပ်ပြီးတော့မှကိုလိုချင်တဲ့ပန်းနိုင်ကိုအမြန်ဆုံးရောက်ရှိနိုင်ကြပါစေလို့ကိုကဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကိုကြီးချင်ပါခြင်းစိတ်ချမ်းသာခြင်းနဲ့ကျေးဇူးတင်ကြပါစေ bye bye